အားလုံးပဲမင်္ဂလာပါခင်ဗျာ The Greening Guru ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တကယ်ချင်းတို့ကျွန်တော်ပြန်လည်မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like share subscribe လေးလုပ်သွားပေးဖို့မြတ်တမ်းရက်ခံပြပါခင်ဗျာထိုင်းနိုင်ငံမှာရှိတဲ့ပရလောကနဲ့ဆက်ဆက်နေတဲ့နေရာတွေဆိုနာမည်ကြီးတဲ့တရေတစေပုံမြင်နေဒဏ္ဍာရီလိုမျိုးဇလန်းတွေကတော့အများကြီးပဲဗျဆိုတော့အကုန်လုံးကတော့ဒါကြီးကတကယ်ဖြစ်ခဲ့တာဟုတ်ရဲ့လားအကုန်လုံးကပဲတဆင့်စကားတဆင့်နားပဲကြားခဲ့ရတာဆိုတော့ပြစရာတက်သေးတွေတော့မရှိဘူးပေါ့ဗျဒီနေ့တကယ်ချင်းတို့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာလေးတစ်ခုကထိုင်းနိုင်ငံဘန်ကောက်ကနေပြီးတော့ဖတ်တိုက်ဘက်ကိုသွားတဲ့လမ်းမကြီးရဲ့ဘေးမှာတီရှိနေတဲ့ရွှေရောင်ငန်းရုပ်ထုကြီးအကြောင်းပဲဖြစ်တယ်ဗျဆိုတော့ဒီငန်းရုပ်ထုကြီးရဲ့အကြောင်းကဘလောက်ထိနာမည်ကြီးလဲဆိုရင်ထိုင်းနိုင်ငံမှာရှိတဲ့ YouTuber တော်တော်များများနဲ့ဒီပရလောကရဲ့အကြောင်းတွေကိုပြန်ပြီးတော့မျှဝေပေးတဲ့ channel တွေတော်တော်များများမှာဘယ်အချိန်တင်လိုက် view အများဆုံးနဲ့ hit အဖြစ်ဆုံး video clip တစ်ခုဖြစ်နေတယ်ဆိုတော့မနေ့ကတော့အဲ့ဒီ video လေးကိုကျွန်တော်ကြည့်ပြီးတော့မှကျွန်တော်ရဲ့တငယ်ချင်းတွေကိုလည်းပြန်ပြီးတော့မျှဝေပေးခြင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ညလုံးကျွန်တော်အဲ့ဒီ video လေးကိုကြည့်ပြီးတော့မှ video တွေအများကြီးကိုပြန်ပြီးတော့ကြည့်ရပေါ့နော်ကြည့်ပြီးတော့မှဒီနေ့ idea ကနေပြီးတော့မှဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကိုကျွန်တော်ကောင်းတော့ထုတ်ပြီးပြန်ပြောပြပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့အဲ့ဒီငန်းရုပ်ထုကြီးကတော်တော်ကြီးတယ်ဗျဘယ်လောက်ထိကြီးလဲဆိုလို့ရှိရင်သူ့ရဲ့အမြင့်နဲ့ထိုင်းရဲ့တိုင်းတာချမ်းနဲ့တိုင်းမယ်ဆိုလို့ရှိရင်အမြင့်20ထိရှိတယ်လို့ပြောရတယ်ဗျကျွန်တော်မြန်မာအတိုင်းတာနဲ့တိုင်းမယ်ဆိုရင်တော့ပေ60ကျော်လောက်ထိမြင့်တယ်ဘယ်လောက်ထိမြင့်လဲဆိုလို့ရှိရင်ကျွန်တော်ဘုံကြီးအကြောင်းအပေါက်အတိုင်းမှာမုတ်ဦးတို့ရှိရတာဗျအဲ့ဒီမုတ်ဦးရဲ့ခေါင်မိုးတောင်မှသူ့ရဲ့ bite out မှာပဲရှိနေတယ်အဲ့ဒီဟင်းသာရုပ်ထုကြီးရဲ့bite out တက်မှာပဲရှိနေတယ်ဆိုတော့ဘယ်လောက်ထိကြီးလဲမကြီးလဲဆိုတော့တကယ်ချင်းတို့ပဲခံမှန်းကြည့်ကြတော့ဗောနော်ဒီငန်းရုပ်ထုကြီးကအရင်ကတော့အခုလိုမျိုးလမ်းမကြီးရဲ့ဘေးမှာရှိနေတာမဟုတ်ဘူးဗျတောထဲမှာပဲဗောနော်အခုမှလမ်းတစ်တွေဖောက်တယ်လမ်းတွေပြန်ပြင်းတယ်ဘန်ကောက်နဲ့ဖတ်တိုက်ဘက်ကိုသွားမဲ့လမ်းမကြီးကအဲ့ဒီအရှိတက်မှာဖြစ်သွားတဲ့အခါကျတော့ဒီငန်းရုပ်ထုကြီးကလမ်းမကြီးရဲ့ဘေးကိုရောက်သွားတာဗောနော်ဒီငန်းရုပ်ထုကြီးကိုဘသူကဘယ်အချိန်မှာဘလို့တိဆောက်ခဲ့တယ်ဆိုတော့တမိုင်းမှတ်တမ်းတွေလည်းဘသူမှမတွေ့ခဲ့ကြဘူးလေဗျဒီငန်းရုပ်ထုကြီးကိုစပြီးတော့တွေ့ရှိခဲ့တဲ့ရက်ကထိုင်းတက္ကရာ2523ခုနှစ်ခရစ်တက္ကရာ1980ခုနှစ်ဇွန်လ30ရက်နေ့မှာဆရာတော်တစ်ပါးကအဲ့ငန်းရုပ်ထုကြီးအနီးတစ်ဝိုက်မှာရှိတဲ့တောတွင်းတနေရာမှာတောရကျောင်းလေးတစ်ခုတိဆောက်ပြီးတော့သတင်းလာ3ရင်းကနေပြီးတော့ဒီငန်းရုပ်ထုကြီးကိုတွေ့ရှိခဲ့တာပေါ့နော်သူကဒေတာခံတွေရဲ့ပြောပြချက်အရဆရာတော်ပေါ့နော်ဒီနတ်တေဝါတွေကနေလာပြီးတော့အိမ်မက်ပေးကြတယ်ပေါ့ဒီနေရာကနတ်တေဝါတွေရဲ့သူတို့အပျော်ပါလာပြီးတော့စင်သက်အနားယူကြတဲ့နေရာပေါ့နော်ဒါကြောင့်မလို့ဒီငန်းရုပ်ထုကြီးကိုသူတို့နတ်တေဝါတွေကိုကြိုဆိုဖို့အတွက်စောက်ထားတာပါဆိုပြီးတော့အဲ့ဆရာတော်လာပြီးတော့အိမ်မက်ပေးသွားတယ်ပေါ့နော်အဲ့ဒီကနေစပြီးတော့အဲ့ဒီငန်းရုပ်ထုကြီးရဲ့အကြောင်းအစပြုပြီးသိလာကြတာပေါ့နော်ဆိုတော့အဲ့ဒီငန်းရုပ်အဲ့ဆရာတော်ကအဲ့ဒီမှာသတင်း3ရင်းကနေပြီးတော့အဲ့ဒီဘီနာအနီးတစ်ဝိုက်မှာရှိတဲ့ရွာသူရွာသားတွေကဆရာတော်တစ်ပါးသတင်းလက်3လောက်တွေ့တဲ့အခါမှာဘုန်းကြီးကျောင်းလေးတစ်ကျောင်းဝိုင်းပြီးတော့စောက်ပေးကြတယ်ဗျဆိုတော့ဒီငန်းရုပ်ထုကြီးကဘယ်နေရာမှာရှိလဲဆိုတော့ตำบลนาหูกวางอำเภอทับสแกจังหวัดประจวบคีรีขันธ์အဲ့ဒီပြည်နယ်မှာရှိနေတာပေါ့နော်အဓိကတော့จังหวัดประจวบคีรีขันธ์မှာရှိနေတာပေါ့ဆိုတော့အဲ့အနီးနားတစ်ဝိုက်ကရွာသားတွေကနေပြီးတော့အဲ့ဒီဘုန်းကြီးကျောင်းကိုလာပြီးတော့စောက်ပေးကြတာပေါ့နော်လာစောက်ပေးသွားတယ်ဘုန်းကြီးကျောင်းရဲ့နာမည်က Wat Wit Loop လို့ခေါ်တယ်ဆိုတော့အဲ့ဒီဘုန်းကြီးကျောင်းမှာလည်းထူးဆန်းတဲ့အဖြစ်အပျက်တွေအများကြီးရှိတယ်ဗျဘယ်လိုရှိတာလဲဆိုတော့အဲ့ဒီ
တောရကျောင်းမှလာပြီးတော့စတင်ပြီးတော့သတင်းသုံးတဲ့ဆရာတော်တစ်ပါးအဲ့ဒီမှာဘုန်းကျောင်းဆောက်လိုက်တယ်ဆောက်ပြီးတော့အဲ့ဒီဆရာတော်တစ်ပါးပထမအဆုံးသတင်းသုံးတာပေါ့နော်အဲ့သတင်းသုံးပြီးွားလို့သူပြန်လွန်တော်မူသွားပြီဆိုတာနဲ့တဲ့အဲ့ဒီဘုန်းကျောင်းမှာလာတဲ့ကျောင်းတိုင်မှန်သမျှလုံးဝမမြဲကြဘူး။ဘာကြောင့်ရတော့မသိဘူးတော်တော်များများကြတော့အဲ့ဒီဘုန်းကျောင်းမှာလာပြီးတော့မနေနိုင်ကြဘူး။လာပြီးရောက်ပြီဆိုတာနဲ့အဲ့ဒီဘုန်းကျောင်းမှာကြာမနေနိုင်ကြဘူးပေါ့နော်။တော်တော်များများကလည်းအဲ့ဒီဘုန်းကျောင်းကနေပြောင်းသွားကြတယ်တော်တော်များများကလည်းလူထွက်သွားကြတယ်တော်တော်များများကလည်းပြန်လွန်တော်မူကြတယ်ပေါ့နော်။အခုနောက်ပိုင်းမှဒါရေရှည်နေလို့ရတဲ့ဆရာတော်တစ်ပါးပေါ်လာတာပေါ့နော်။အဓိကကျွန်တော်တို့ပြောချင်တာကတော့အဲ့ဒီဝိလုဘုံကျောင်းရဲ့အကြောင်းတော့ဟုတ်ပေါ့နော်အဲ့ဒီလမ်းမဝိလုဘုံကျောင်းထဲမှာရှိတဲ့ငန်းရုပ်ထုရဲ့အကြောင်းကိုပြောချင်တာပေါ့ဆိုတော့ကျွန်တော်ငန်းရုပ်ထုရဲ့အကြောင်းပြန်ပြီးတော့ဆက်သွားလိုက်ရအောင်နော်ဆိုတော့အဲ့ငန်းရုပ်ထုကြီးကဘာကြောင့်နာမည်ကြီးနေရတာလဲဘာကြောင့်လဲဆိုတော့လမ်းမကြီးကြီးဖောက်လိုက်တယ်ပေါ့ဗျာအရင်တော့လမ်းမကြီးကအခုလိုမျိုးကြဲကြဲပြောပြောမရှိသေးဘူးပေါ့ဆိုတော့အဲ့ဒီငန်းရုပ်ထုကြီးကလမ်းမကြီးရဲ့ဒီဘန်ကောက်ကနေပြီးတော့အတိုက်ဘက်ကိုဆင်းသွားတယ်ဆိုလမ်းမကြီးရဲ့ဘယ်ဘက်ရှမ်းမှာတည်ရှိနေတာဆိုတော့ဘယ်ဘက်ရှမ်းမှာတည်ရှိနေတဲ့အခါတချို့ကားသမားတွေကကားမောင်းရင်ဖြတ်သွားတဲ့အခါအဲ့ဒီလမ်းမကြီးပေါ်ကနေဖြတ်သွားတဲ့အခါအဲ့ဒီငန်းရုပ်ထုကြီးကတစ်ခါတလေကြာလို့ရှိရင်ညာဘက်ရှမ်းမှာတွေ့ရတတ်တယ်တစ်ခါလေကြာလို့ရှိရင်လည်းအဲ့ဒီငန်းရုပ်ထုကြီးကပြန်ပြီးသွားတတ်တယ်ပေါ့နော်ပြန်သွားတတ်တယ်ဆိုတာမျိုးဟိုဒေတာခန်တွေရဲ့ပြောပြချက်အရပြန်ပြီးတော့သိရတယ်လေဗျာဆိုတော့တစ်ခါတလေကြာပြန်ရင်လည်းငန်းရုပ်ထုကြီးကအဲ့ဒီဖြတ်သွားတဲ့လမ်းမဘေးမှာရှိမနေပဲနဲ့ပေါ့နော်ဘယ်ရောက်လို့ရောက်သွားနေတယ်မှလည်းမသိဘူးပြီးသွားလို့ရှိရင်မနေ့အစောပိုင်းမှာပြန်ရောက်လာတတ်တယ်အဲ့လိုမျိုးပြန်ရောက်လာပြီဆိုလို့ရှိရင်လည်းငန်းရုပ်ထုကြီးရဲ့ပါဇက်အနီးနားတစ်ဝိုက်မှာသွေးတွေစွန်းနေတာမျိုးသွေးတွေပေနေတာမျိုးပါလာတတ်တယ်ပေါ့နော်အရင်တော့ကတော့ငန်းရုပ်ထုကြီးကရွှေရောင်ရုပ်ထုကြီးမဟုတ်သေးဘူးဗျဘိုက်ကတော့အကွေးသားကြီးနဲ့သူ့ရဲ့ရွှေရောင်ရှိတာကဒီခေါင်းနဲ့အတောင်ပံအနီးနားတစ်ဝိုက်လောက်ပဲရှိတာဗျဘိုက်သားကြီးကတော့ဖြူဖြူပွေးပွေးကြီးပေါ့နော်ဆိုတော့အဲ့ဒါကြီးကဘလို့အဲ့သွေးစားတွေကိုတွေ့ပြီးတဲ့နောက်ပိုင်းဘာသတင်းပေါ်လာသေးလဲဆိုတော့ဗျဒီငန်းရုပ်ထုကြီးကလူသားစားတွေအဲ့လောက်ထိတော့သတင်းတွေပေါ်လာတယ်ဗျဒါကြီးကဖြစ်နိုင်မဖြစ်နိုင်တော့မသိဘူးဗျအခုချိန်ကြီးရွှေရောင်ဖြစ်သွားတဲ့ရွှေရောင်စေးပြန်တောက်လိုက်ပြီးရဲ့နောက်ပိုင်းအထိတောင်မှသူ့ရဲ့ဘိုက်အောက်မှာရှိနေတဲ့အနီရောင်အဲ့ဒီဘိုက်အောက်မှာအစွန်းထင်းနေရှိနေတယ်ပေါ့နော်သွေးဘယ်လိုပြောမလဲအပေါ်ကနေစီးကြလာတဲ့သွေးပုံစံမျိုးတွေပေါ့နော်အဲ့ဒီမုံဦးအောက်တက်တက်ကနေပြီးတော့ငန်းရုပ်ထုရဲ့ခြေထောက်အောက်တက်တက်ကနေအပေါ်မောကြည့်မယ်ဆိုရင်မြင်နေရသေးတယ်ဗျအခုချိန်ကြီးလည်းအဲ့ဒီအစွန်းကွက်တွေကရှိနေတော့ပဲဟုတ်နော်ဆိုတော့ဒီငန်းရုပ်ထုကြီးကိုအရင်ကဆိုလို့ရှိရင်အဲ့လိုမျိုးခဏတွေ့တဲ့လူတွေကအဲ့ဘေးနားမှာအက်ဆီဒန့်တွေခဏဖြစ်တယ်လူတွေတေကြတယ်ဆိုတော့အမြဲတမ်းဖြစ်လွန်အားကြီးလို့ဆိုပြီးတော့ငန်းရုပ်ထုကြီးကိုအဲ့လိုမျိုးချောက်မသွားနိုင်အောင်ပြန်မသွားနိုင်အောင်ဆိုပြီးတော့ခြေထောက်မှာတန်ကြိုးနဲ့တော့တော့ဖတ်ထားရတဲ့အနေထားကြီးဖြစ်ခဲ့တယ်ဗျာဆိုတော့နောက်ဆုံးတစ်ခုဒီငန်းရုပ်ထုကြီးအဓိကနာမည်ကြီးလာရတဲ့အကြောင်းရင်းကတော့ကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်ဗျာဇေဒီပထိုးတွေမှာဟင်းသာရုပ်ထုရဲ့အဲ့ဒီပါဇက်အောက်မှာတွဲလောင်းလေးတွေရှိထားတယ်လို့ပြောပေါ့နော်အဲ့ဒီငန်းရုပ်ထုကြီးရဲ့ပါဇက်အောက်မှာလည်းတွဲလောင်းလေးအဲ့ဒီခေါင်းလောင်းပုံစံအရာထုပေါ့နော်အဲ့ဒါကိုထိုင်းလို့တော့ပြောလိုက်တယ်ဗျာညာကျွန်တော်လည်းအဲ့ဒါကိုနားမလည်လို့ကျွန်တော်လည်းမပြောတော့ဘူးနော်အဲ့ဒီဥစ္စာကတန်ကြိုးကနေပြုတ်ကျပြီးတော့မှအဲ့ဒီလမ်းဘေးမှာစွန်းကန်ကြွနေတဲ့ဦးစင်းတစ်ပါးပုံပြီးသွားလို့အဲ့ဒီဦးစင်းတစ်ပါးအဲ့ဒီမှာပြန်လုံမှုသွားခဲ့တယ်လို့ကြားရတယ်ဗျဆိုတော့အဲ့ဒီကနေစပြီးတော့အဲ့ဒီငန်းရုပ်ထုကြီးကအခုချိန်ကြီးနာမည်ကြီးတာပေါ့နော်အခုကတော့အဲ့ဒီငန်းရုပ်ထုကြီးရဲ့ခြေထောက်မှာတန်ကြိုးတွေလည်းမရှိတော့ဘူးဘာဖြစ်လို့တန်ကြိုးတွေလည်းမရှိတာလဲဆိုတော့အဲ့ဒီနေခံနေနဲ့အဲ့ဒီဘုံเจ้าမှာသတင်းသုံးတဲ့ဘုံကြီးတွေကဒီငန်းရုပ်ထုကြီးကသူအဲ့လိုမျိုးရှောက်သွားနေတာရှောက်ပြန်နေတာတွေကသူ့ရဲ့ကလေးကိုသူလိုက်ချနေတာဆိုပြီးတော့ဗောနော်ငန်းရုပ်ထုကြီးရဲ့ဘေးမှာငန်းရုပ်ထုသေးလေးလာပြီးတော့စောက်ထားပြီးတယ်ဗျချထားပြီးတယ်ဗောနော်အဲ့ဒီကနောက်ပိုင်းအဲ့ငန်းရုပ်ထုကြီးရဲ့ခြေထောက်မှာရှိတဲ့တန်ကြိုးကြီးကိုလည်းဖြုတ်လိုက်တယ်ပြီးတော့အဲ့ဒီနောက်ပိုင်းကိုလည်းဘာအတန်မှလည်းမကြားရတော့ဘူးဗောနော်အခုချိန်ထိလည်းထိုင်းနိုင်ငံမှာအဲ့ဒီငန်းရုပ်ထုကြီးကိုရောက်တာနဲ့တွားပြီးတော့ကြောနေကြတဲ့လူတွေတွားပြီးတော့ပူဇော်နေကြတဲ့လူတွေရှိနေတော့မယ်ဗျငန်းရုပ်ထုကြီးရဲ့ခြေထောက်အနီးနားတစ်ဝိုက်မှာဆိုလို့ရှိရင်လည်းသူတို့ထိုင်းနိုင်ငံမှာဆိုရင်တော့ဖုံမလိုက်လို့ခေါ်တဲ့ပန်းကုန်းတွေပေါ့နော်ဆိုတော့လူကြီးဆရာသမားတွေဆိုတော့နှက်ရုပ်ထုတွေမှာပူဇော်လေးရှိတဲ့အဲ့ဒီပန်းကုန်းတွေကိုအဲ့ငန်းရုပ်ထုကြီးရဲ့ခြေထောက်အနီးနားတစ်ဝိုက်မှာမြင်နေရတော့မယ်ဗျအခုချိန်ကြီးလည်းလာပြီးပူဇော်နေကြတဲ့လူတွေရှိတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ထို
ထိုင်းနိုင်ငံမှာအဲ့လိုသားသမီးတွေငယ်ငယ်ရွယ်နဲ့အဲ့လိုအိမ်ကနေပြီးတော့ထွက်ပြေးသွားတာတို့ပြီးတော့အဲ့လိုညီကောင်မောင်နှမသားချင်းတွေပျောက်သွားတာတို့ဘာလို့ဆိုလို့ရှိရင်အဲ့ဒီငန်းရုပ်ထုကြီးရဲ့ဘေးမှာငန်းရုပ်ထုသေးသေးလေးတွေကိုဝယ်ပြီးတော့မှတပ်ပူဇော်ရင်ကနေပြီးတော့မှတပ်ပူဇော်ရင်ကနေပြီးတော့မှအဲ့ဒီအကြောင်းအဲ့ဒီမိသားစုတွေကိုပြန်ချလို့တွေ့ခဲ့တယ်တွေ့ခဲ့တာတို့သူရဲ့သားသမီးတွေကိုပြန်ပြီးတော့တွေ့ခဲ့တယ်ဆိုတော့ဇလန်းနေတယ်ရှိတယ်ဗျ။ဘာကြီးလဲပြောဒါကြီးကဟုတ်လားမဟုတ်လားမသိပေမဲ့အခုချိန်ကြီးတော့နာမည်ကြီးလျက်ရှိနေသေးပဲပေါ့နော်။ဆိုတော့တကယ်ချင်းတို့အနေနဲ့လည်းထိုင်းနိုင်ငံကိုတကယ်လို့အလဲလာပြစ်ခဲ့တယ်ဆိုလို့ရှိရင်ဘန်ကောက်ကနေဖတ်တိုက်ပတ်သွားတဲ့လမ်းဘေးမှာရှိတဲ့ဒီရွှေရောင်ငန်းရုပ်ထုကြီးကိုဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။ဒါကြီးတွေကတကယ်ဖြစ်ခဲ့တာလားတကယ်ရောဟုတ်ရဲ့လားမဟုတ်ဘူးလားဆိုတာတော့ကျွန်တော်တို့လည်းအတိအကျတော့မသိနိုင်ဘူးเนาะထိုင်းနိုင်ငံမှာတော့ဒီရွှေရောင်ငန်းရုပ်ထုကြီးရဲ့အကြောင်းအခုချိန်ဒီနာမည်ကြီးနေတော့မယ်အခုချိန်ဒီလူတိုင်းရဲ့ပါဇက်ဖျားမှာဒီငန်းရုပ်ထုကြီးရဲ့အကြောင်းကနှုတ်ဆွဲနေကြတော့မယ်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်တကယ်ချင်းတို့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဆိုတော့နောက်ရက်တွေမှာလည်းကျွန်တော်ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကို share လုပ်ပါဦးလဲဆိုတော့ဆက်လက်စောင့်စားအားပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်